အားလုံးပဲမင်္ဂလာပါရှင်ဒီဗီဒီယိုလေးထဲမှာတော့ PayPal account ကိုမြန်မာဖုန်းကတ်နဲ့ဖွင့်နည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် Google Chrome ထဲမှာ PayPal Expert လို့ရိုက်ထည့်လိုက်ပါမယ်အပေါ်ဆုံးက paypal.com ဆိုတဲ့ website လေးတွေကိုဝင်လိုက်ပါမယ် website လေးထဲရောက်သွားလို့ရှိရင် account တစ်ဖွင့်မှာမလို့ sign up ဆိုတာလေးကိုနှိပ်လိုက်ပါမယ်နော်ပြီးတော့လို့ရှိရင် PayPal account ဖွင့်ဖို့အတွက် first name last name email password အဲ့ဒါလေးတွေကိုထည့်ပါမယ် Gmail ကတော့ကိုတစ်ခါမှ PayPal မဖွင့်ဘူးသေးတဲ့ Gmail account အသစ်ဖြစ်ရပါမယ် password ကတော့အနည်းဆုံး8လုံးရှိရမယ်အင်္ဂလိပ်အခရာအကြီးစလုံးတစ်လုံးပါရမယ်အသေးစလုံးတစ်လုံးပါရမယ်ကဏ္ဍလေးတွေလည်းပါရမယ်ပြီးတော့လို့ရှိရင် symbol လေးတွေပေါ့နော် app တို့ hub တို့ shape တို့sign တို့ပေါ့နော်အဲ့လိုမျိုးလက္ခဏာလေးတွေပါရပါမယ်ပြီးတော့လို့ရှိရင် user agreement ဆိုတဲ့နေရာမှာအမှန်ချစ်လေးချစ်ခဲ့ပါမယ် and create account ကိုဆက်နှိပ်လိုက်ပါမယ်ပြီးတော့လို့ရှိရင် email UA code ဆိုတဲ့နေရာမှာကိုယ့်ရဲ့ Gmail မှာကြားတဲ့ကုတ်နံပါတ်လေးကိုထည့်ရပါမယ် Gmail ထဲကိုပြန်ဝင်မှာဒီကုတ်နံပါတ်လေးကိုတွားပြီးမှယူပါမယ်ဒီနေရာမှာကုတ်နံပါတ်လေးထည့်ပြီးတော့ submit လေးကိုနှိပ်လိုက်ပါမယ်ပြီးတော့လို့ရှိရင် PayPal ကို activate ဖြစ်ဖို့အတွက် PayPal ကပို့ထားတဲ့ form လေးတွေကိုဖြည့်ရပါမယ်ပြီးတော့လို့ရှိရင် individual နဲ့ business ဆိုမှ2မျိုးရှိပါတယ်ညီမကတော့ individual နဲ့စပြီးတော့ဖွင့်လိုက်ပါမယ် business တိုက်နေရာမှာ individual လို့ရွေးလိုက်ပါမယ် next နှိပ်ပြီးတော့ဆက်သွားပါမယ်နော်ပြီးတော့လို့ရှိရင် first name last name တရော့ပတ်ထည့်ပါမယ် nationality နေရာမှာမြန်မာဆိုတာကိုရွေးပါမယ်ကုတ်နေရာမှာမြန်မာရဲ့95တဲ့စားတဲ့ကုတ်လေးကိုလိုက်ရှာပြီးထည့်ပါမယ်ပြီးရင်မိမိရဲ့ဖုန်းနံပါတ်လေးကိုထည့်ပါမယ်ပြီးရင်လမ်းနံပါတ်ရယ်ကိုယ့်ရဲ့အိမ်နံပါတ်ရယ်ကိုယ့်ရဲ့နေထိုင်ရာမြို့ရယ်အဲ့ဒါကိုထည့်ပါမယ် postal ကုတ်နေရာမှာ Google ရိုင်မှာရိုက်ရှာပြီးတော့မန္တလေး postal ကုတ်လို့ရိုက်ရှာလိုက်လို့ရှိရင်မန္တလေးမြို့မှာရှိတဲ့ postal ကုတ်လေးတွေကိုအမျိုးထည့်ရပါမယ်ဒီနေရာရောက်လို့ရှိရင်သူပေးထားတဲ့ form လေးတွေကိုဖြည့်ရပါမယ် business name နေရာမှာကိုယ့်ရဲ့နာမည်လေးကိုရိုက်ထည့်ပါမယ် business registration number ကတော့မရှိလဲထည့်စရာမလိုပါဘူးဟိုဖြည့်ပါမယ် product or service နေရာမှာကိုယ့်လုပ်ငန်းရဲ့အမျိုးအစားကိုရွေးရပါမယ်ဟိုကအဝတ်ထည်လေးတွေရောင်းလို့ရှိရင် clothing ကိုထည့်လိုက်လို့ရပါတယ်do you have website ဆိုတဲ့နေရာမှာကိုက website ရှိရဆိုရင် yes ကိုနှိပ်ခဲ့မယ် website မရှိဘူးဆိုတော့ no ကိုနှိပ်ခဲ့ပါမယ်ဒီနေရာမှာကိုနေထိုင်ရာအိမ်ရဲ့လမ်းနံပါတ်ရယ်ကိုနေထိုင်ရာမြို့နာမည်ရယ်ပြီးရင် postal code ရယ်ရွေးပြရပါတယ်ရွေးပြီးတော့လို့ရှိရင်ကတော့ next ကိုနှိပ်ပြီးတော့ဆက်သွားပါမယ် wine လေးနေနေလေးခဏလေးစောင့်ပေးပါဒီလိုပုံစံလေးဖြစ်နေရင်ကတော့ PayPal account လေးဖွင့်လို့အောင်မြင်ပြီးသွားပါပြီ go to home page လေးကိုဆက်နှိပ်လိုက်ပါမယ်